ကျွန်တော်တို့လိုအစားတော့ကြိုက်တဲ့သူတွေအတွက်ကတော့မန္တလေးရောက်ရင်စားစရာတွေကတော့အများကြီးပဲအဲ့ဒီထဲမှာမန္တလေးရောက်ရင်မစားမဖြစ်စားရမယ်အတုံးနဲ့အပူရှာပူဆိုင်လေးကိုညွှန်ပေးချင်ပါတယ် Hello ဓမ္မအားလုံးမင်္ဂလာပါ Fresh Vlog ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ကတော့ကျွန်တော်တို့မမိုးစားပွဲဆောင်ဆိုင်လေးကိုရောက်ရှိနေတာဖြစ်ပါတယ်ဆိုင်ရဲ့လိပ်စာကတော့94လမ်းနဲ့32A လမ်းတောင်ပါအရင်ကတော့ဒီ94 32A ဓမ္မယုံလမ်းမှာဖွင့်တာပေါ့နော်ဒါမဲ့ဆိုင်ကတော့ဒီဓမ္မယုံရဲ့မျက်စောင်းတို့ဖက်ချန်ကိုပြောင်းလာပါပြီဆိုင်ကိုတော့နေ့လယ်တနာရီကနေပြီးတော့ညနေ6နာရီခွဲကုန်တဲ့အထိဖွင့်ပါတယ်ပိတ်ရမရှိပါဘူးဒါကတော့ဆိုင်ရဲ့အတွင်းပိုင်းအပြင်းစင်လေးတွေပါဒီဆိုင်ကိုဖွင့်တာဆိုလို့ရှိရင်နှစ်ပေါင်း20ကျော်30နီးပါးရှိနေပါပြီမန္တလေးမြို့ရဲ့အစားအသောက်ကောင်းတယ်ဆိုတဲ့နာမည်ကြီးဆိုင်တွေထဲမှာပါဝင်ထားတဲ့ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်ဒါလေးတွေကတော့ကျွန်တော်မှာထားတဲ့အတုပ်လေးတွေကိုပွဲပြင်နေတာပဲဖြစ်ပါတယ်အစားအသောက်လေးတွေကိုတက်ရက်လေးပွဲပြင်ပြီးတော့ချပေးထားတာကလည်းတကယ်ကိုကျင်းနေဖို့ကောင်းပါတယ်ဒါလေးတွေကတော့ဒီဆိုင်မှာရတဲ့မီနူလေးတွေပါကျွန်တော်ကတော့အတုပ်တွေကိုမျိုးစုံမှာစားခဲ့ပါတယ်ငဖဲ့ရဲ့အကြော်စုံတုပ်ရဲ့ခောက်ဆွဲတုပ်ရဲ့အာလူးတုပ်ရဲ့ငါးဥစီပေါင်းတုပ်ရဲ့အာပူတုပ်ရဲ့ဆိုပြီးတော့ကျွန်တော်မှာစားခဲ့တာပါကဲကျွန်တော်စားဖို့အတုပ်တွေကတော့ရလာပါပြီစားခင်လေးစုတောင်းလိုက်အောင်မယ်နော်ကျွန်တော်ပထမဦးဆုံးစားတဲ့အတုပ်ကတော့ငါးဥစီပေါင်းတုပ်လေးပဲဖြစ်ပါတယ်ငါးဥစီပေါင်းတုပ်လေးရစားလိုက်ထုတ်လေးနဲ့အရသာလေးကချိုချင်းလေးနဲ့တုပ်ပေးထားတာဆိုတော့စားလို့ကောင်းနေပါတယ်ခောက်ဆွဲတုပ်ကကြတော့ရန်ကုန်စတိုင်လေးတုပ်ပေးထားတာပါထူးခြားတာတစ်ခုကဒီဆိုင်မှာအတုပ်တွေကိုပဲမုံနဲ့မနေပေးပါဘူးပဇွန်6မုံရဲ့မကြီးနဲ့ရဲ့နဲ့ပဲနေပေးထားတာပါအတုပ်ရဲ့အရသာကချိုချင်းလေးနဲ့တကယ်ကိုစားလို့ကောင်းပါတယ်ဒီဆိုင်လေးကတော့ကျွန်တော်မန်းလေးရောက်ရင်မစားမဖြစ်စားရမယ့်ဆိုင်ရဲ့ list တွေထဲမှာအပါဝင်တစ်ခုဖြစ်သွားပါပြီဘာစားအတုပ်တပွဲအောင်မှာ3000ကျပ်ပေးရတယ်ဆိုတာကတော့ပေးရတဲ့ဈေးနဲ့ရတဲ့အရာကတော့တော်တော်လေးကိုတန်ပါတယ်ငဖဲဆိုလို့ရှိရင်တပွဲအောင်2000အကျော်တပွဲဆိုလို့ရှိရင်3ခုပါတယ်1000ပဲပေးရပါတယ်အတုပ်တွေအားရပါရစားပြီးတဲ့နောက်ပိုင်းမှာဟင်းရီအိုးကြီးကိုမြင်တော့မနေနိုင်တော့ပါဘူးကျွန်တော်ကတော့အပူရှာဘူးတပွဲကိုလည်းမတောက်ခဲ့ပါသေးတယ်ကြည့်ပါဦးတကယ်ကိုစားချင်တောက်ချင်စရာလေးနော်ဒီလိုအပူရှာဘူးတပွဲကိုဆိုလို့ရှိရင်2500ပေးရပါတယ်ဒီအပူရှာဘူးကကြတော့ငါပြည့်အနံတိတ်မရပါဘူးငါအချို့တက်လေးကိုအသားပေးပြီးတော့ချက်ထားတာပေါ့နော်အနံ့မပြင်းပဲနဲ့အခြေကတကယ်ကိုတောက်လို့ကောင်းတာအပူရှာဘူးထဲမှာဘဲကြော်လေးရယ်ပဲသီးလေးရယ်နန်းနံပင်လေးရယ်ငဖယ်လေးရယ်ထည့်လိုက်တော့တကယ်ပြီးပြည့်စုံတဲ့အပူရှာဘူးတပွဲလေးဖြစ်သွားတာပေါ့နော်ပြီးတော့ဒီဆိုင်ရဲ့မီနူအသက်မိုးလက်ဆောင်လေးကိုလည်းတောက်ခဲ့ပါသေးတယ်တပွဲအောင်မှာ1500ပါမိုးလက်ဆောင်လေးကတော့ချိုအေးလေးနဲ့တကယ်ကိုတောက်လို့ကောင်းတာပါဒီဆိုင်ကိုရောက်ရင်မဖြစ်မနေတောက်ရမယ်ထဲမှာတော့မကြီးကြောက်လေးလည်းပါပါတယ်ချင်းချိုလေးနဲ့တကယ်ကိုတောက်လို့ကောင်းတယ်မကြီးဖြော်ရည်လေးကတော့တစ်ခွက်ကို1500ဖြစ်ပါတယ်စားလို့လည်းပြီးပြီဆိုတော့ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးလို့အထူးပဲကျေးဇူးတင်ပါတယ်နောက်ဘလော့မှာပြန်ဆုံးကြမယ်နော်အားလုံးဘိုင်ဘိုင်